အခန်းကြီး4အငယ်1မှ9ထိုနောက်လူအာဒံသည်မယားဧဝနှင့်ဆက်ဆံသဖြင့်ဧဝသည်ပဋိသန္ဓေဆွဲယူ၍ကာဣနကိုဘွားမြင်လျှင်ထာဝရဘုရား၏လူကိုငါရပြီဟုဆိုလေ၏တဖန်သူညီအာဘေလကိုဘွားမြင်လေ၏အာဘေလကသိုးထိန်းဖြစ်၏ကာဣနကလယ်လုပ်သောသူဖြစ်၏အချိန်စေ့သောအခါကာဣနသည်ထာဝရဘုရားထံပူဇော်တကာဘို့မြေအသီးကိုဆောင်ခဲ့၏အာဘေလသည်လည်းမိမိသိုးစုတွင်အဦးဘွားသောသားအချို့နှင့်သိုးစီဥကိုဆောင်ခဲ့၏ထာဝရဘုရားသည်အာဘေလနှင့်သူ၏ပူဇော်တကာကိုပမာဏပြုတော်မူ၏ကာဣနနှင့်သူ၏ပူဇော်တကာကိုပမာဏပြုတော်မမူထိုကြောင့်ကာဣနသည်အလွန်စိတ်ဆိုး၍မျက်နှာပျက်လေ၏ထာဝရဘုရားကလည်းသင်သည်အဘယ်ကြောင့်စိတ်ဆိုးသနည်းအဘယ်ကြောင့်မျက်နှာပျက်သနည်းသင်သည်ကောင်းမွန်စွာပြုလျှင်အခွင့်မရလောကောင်းမွန်စွာမပြုလျှင်အပြစ်ဖြေသောရစ်ကောင်သည်တကားနားမှဝတ်လျက်ရှိ၏သူသည်သင်၏အလိုသို့လိုက်၍သင်သည်သူ့ကိုအုပ်ဆိုးရမည်ဟုကာဣနကိုမိန့်တော်မူ၏အငယ်8မှ15ကာဣနကလည်းလယ်သို့တွားကြကုန်အံ့ဟုညီအာဘေလကိုခေါ်၍လယ်သို့ရောက်သောအခါညီအာဘေလကိုရန်ဘက်ပြု၍တတ်လေ၏ထာဝရဘုရားကလည်းတင့်ညီအာဘေလသည်အဘယ်မှာရှိသနည်းဟုကာဣနကိုမေးတော်မူလျှင်အကျွန်ုပ်မသိပါအကျွန်ုပ်သည်ညီကိုစောင့်ရသောသူဖြစ်ပါသလောဟုလျှောက်ဆို၏ဘုရားသခင်ကလည်းသင်သည်အဘယ်သို့ပြုပြီးသနည်းတင့်ညီအသွေး၏အတန်သည်မြေထဲကငါကိုအော်ဟစ်လျက်ရှိသည်တကားတို့ဖြစ်၍တင့်ညီ၏အသွေးကိုခံယူခြင်းဟာမိမိပါးစပ်ကိုဖွင့်သောမြေကြီး၏ကျိန်ခြင်းကိုသင်သည်ခံရသောကြောင့်ယခုမှစ၍မြေ၌လှုပ်သောအခါပဂတိအတိုင်းအသီးနှံကိုမရရမြေကြီးပေါ်မှပြေးရသောသူအရရလဲရသောသူဖြစ်ရလိမ့်မည်ဟုမိန့်တော်မူ၏ကာဣနကလည်းအကျွန်ုပ်အပြစ်သည်မဖြေနိုင်အောင်ကြီးပါသလောအကျွန်ုပ်ကိုမြေကြီးပြင်မှယနေ့နှင်ထုတ်တော်မူပြီမျက်နာတော်ကိုလည်းမမြင်ရမြေကြီးပေါ်မှပြေးရသောသူအရရလဲရသောသူဖြစ်ပါမည်တွေ့သမျှသောသူတို့သည်အကျွန်ုပ်ကိုသတ်ပါလိမ့်မည်ဟုထာဝရဘုရားကိုလျှောက်ဆို၏ထာဝရဘုရားကလည်းတို့ဖြစ်၍ကာဣနကိုတတ်သောသူမည်သည်ကားခုနစ်ဆသောအပြစ်ဒဏ်ကိုခံရလိမ့်မည်ဟုမိန့်တော်မူပြီးလျှင်ကာဣနကိုတွေ့သောသူတစ်စုံတစ်ယောက်မျှမတတ်စေခြင်းငှါထာဝရဘုရားသည်သူ၌အမှတ်ပေးတော်မူ၏အငယ်16မှ26ကာဣနသည်ထာဝရဘုရားထံတော်မှထွက်သွား၍ဧဒင်ပြည်အရှေ့နောဒပြည်တွင်နေလေ၏ထိုအခါကာဣနသည်မိမိမယားနှင့်ဆက်ဆံသဖြင့်သူသည်ပဋိသန္ဓေဆွဲယူ၍သားဧနောက်ကိုဘွားမြင်လေ၏ကာဣနသည်လည်းမြို့ကိုတည်၍မိမိသား၏အမည်အလိုက်ထိုမြို့ကိုဧနောက်မြို့ဟုသမုတ်လေ၏ဧနောက်သားကားဣရဒ်သားကားမဟုယေလသားကားမသုရှလသားကားလာမက်တည်းလာမက်သည်အာဒနှင့်ဇီလအမည်ရှိသောမိန်းမနှစ်ယောက်နှင့်အိမ်ထောင်ဖက်ပြု၍အာဒသည်သားယာဗလကိုဘွားမြင်လေ၏ထိုသားကားတဲ၌နေသောသူသိုးနွားစသည်တို့ကိုမွေးသောသူတို့၏အဘဆရာဖြစ်လေသတည်းယုဗလအမည်ရှိသောညီမူကားစောင်းမျိုးနှဲခရာမျိုးတို့ကိုတီးမှုတ်တတ်သောသူအပေါင်းတို့၏အဘဆရာဖြစ်လေသတည်းဇိလသည်လည်းသားတုဗလကာဣနကိုဘွားမြင်လေ၏သူသည်ပတင်းသမားပပဲသမားအပေါင်းတို့၏ဆရာဖြစ်လေ၏တုဗလကာဣန၏နှမကားနေမအမည်ရှိ၏လာမက်ကလည်းအာဒနှင့်ဇိလငါပြောသံကိုမှတ်ကြလော့လာမက်မယားတို့ငါစကားကိုနားထောင်ကြလော့ငါကိုထိခိုက်သောလူတစ်ယောက်တည်းဟုသောငါကိုညှဉ်းဆဲသောလူပျိုတစ်ယောက်ကိုငါတတ်ခဲ့ပြီကာဣနသည်ခုနစ်ဆသောတရားကိုရလျှင်အကယ်၍လာမက်သည်အဆ80ခုနစ်ဆသောတရားကိုရလိမ့်မည်ဟုမိမိမယားတို့ကိုပြောဆို၏
အာဒံသည်လည်းမိမိမယားနှင့်တဖန်ဆက်ဆံပြန်လျှင်မယားသည်သားကိုဘွားမြင်၍ရှေသဟူသောအမည်ဖြင့်မှဲ့လေ၏အကြောင်းမူကားကာဣနကိုတတ်သောအာဗေလကိုစားတပါးသောအနွယ်ကိုအကျွန်ုပ်အဖို့ဖျားသခင်ခန့်ထားတော်မူပြီဟုဆိုသည်ရှေသသည်လည်းသားကိုရ၍ဧနုဟူသောအမည်ဖြင့်မှဲ့လေ၏ထိုကာလ၌ထာဝရဘုရား၏နာမတော်ကိုအမှီပြု၍ကိုးကွယ်စပြုကြလေ၏